မင်္ဂလာပါရှင်2025ခုနှစ်စက်တင်ဘာလ16ရက်နေ့ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ကပ်ဘလူမှာစစ်တပ်ကကလေးနှုတ်အပါဝင်ပြည်သူ6ဦးကိုအရှင်လက်လက်မီရှို့တပ်ဖြတ်ပြီးတော့တအူးလွတ်မြောက်လာပေမဲ့တကိုယ်လုံးနှိပ်စက်တန်ရာတွေပြည့်နှက်နေခဲ့ပါတယ်။လူငယ်တအူးကိုဖမ်းဆီးပြီးတော့စစ်မှုထမ်းတဲ့ရောင်းစားရာကရလာတဲ့ငွေတွေခွဲယူခြင်းနဲ့အချင်းချင်းဝယ်စုမတက်လို့ဓာတ်ထုံးမှုဖြစ်ခါတအူးသေဆုံးသွားပါတယ်ရှင်။ Thai LGBT အလောက်မဲ့ပြိုင်ပွဲမှာဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုခဲ့သူ Fort Runner ရရှိခဲ့ပါတယ်။ခမောက်ကြီးမြို့နယ်မှာစစ်သားတွေလိုက်ပါလာတဲ့အဆက်လေးကိုတိုက်ခိုက်မှုမှာတော့စစ်တပ်ဘက်က6ဦးထပ်မံသေဆုံးခဲ့ပါတယ်ရှင်။မတရားမြို့နယ်အနောက်ချမ်းမှာစစ်တပ်စစ်ကြောင်းကပြည်သူဒါဇင်နဲ့ချီကိုတပ်ဖြတ်ထားကပျောက်ဆုံးသူတွေလည်းရှိနေပါတယ်။မိုးကုတ်မြို့လေကြောင်းတိုက်ခိုက်ခံရမှုမှာအမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်9လုံးလည်းပျက်စီးခဲ့ပါတယ်။ဒီသတင်းတွေနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကံဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားလမ်းမပေါ်မှာရှိတဲ့ဘူးကုန်းအထိုင်စခန်းကနေစစ်သားနဲ့ပြူစောကြီးတွေကလူငယ်2ဦးအပါအဝင်ပြည်သူ6ဦးကိုအရှင်လက်လက်မီရှို့တပ်ဖြတ်ခဲ့ပြီးတော့ပြည်သူ2ဦးမှမူထွက်ပြေးလွတ်မြောက်လာကြောင်းကျွန်းလာတက်ကြွလှုပ်ရှားသူအဖွဲ့တာဝန်ရှိသူကပြောပါတယ်။စက်တင်ဘာလ9ရက်နေ့နနက်8နာရီအချိန်မှာကံဘလူမြို့နယ်ရွှေဘိုမြစ်ကြီးနားဗျူဟာလန်းအတိုင်းရွှေဘိုဘက်ကနေကံဘလူမြို့နယ်ဘက်ကိုဆိုင်ကယ်3စီးနဲ့ပြန်လာတဲ့အသက်45နှစ်အရွယ်ဦးလေးစိုးတင်အသက်23နှစ်အရွယ်ကိုချစ်တဲမောင်အသက်23နှစ်အရွယ်ကိုတန်းစောထွန်းအသက်18နှစ်အရွယ်ကိုရီဝေမိုးအသက်16နှစ်အရွယ်မိုးတက်ခအသက်14နှစ်အရွယ်ချမ်းဖြိုးဝေနဲ့အသက်15နှစ်အရွယ်မောင်မောင်အမည်လွဲတို့ကိုကံဘလူမြို့နယ်ရေကြီးဦးရွာနဲ့ဘူးကုန်းရွာကြားမှာဘူးကုန်းလမ်းခွဲဇရက်မှာရှိတဲ့စစ်သားနဲ့ပြူစောထီတွေကရိုက်နှက်ဖမ်းဆီးပြီးတော့ဘူးကုန်းဖုန်ကြီးကျောင်းကိုခေါ်ဆောင်သွားခဲ့တာလို့သိရပါတယ်။အဲ့လိုခေါ်ဆောင်သွားပြီးတဲ့နောက်မှာ၄ရက်ဆက်တိုက်အစာမကျွေးဘဲနဲ့ရိုက်နှက်နှိပ်စက်ကစက်တင်ဘာလ12ရက်နေ့ညနေပိုင်းမှာလက်ပြန်ကျိုးတုပ်ပြီးတော့ကားတာယာတွေနဲ့အရှင်လက်လက်မီရှို့တပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီလိုတပ်ဖြတ်ခံရသူတွေအနက်မှာအသက်15နှစ်အရွယ်ကိုမောင်မောင်အမည်လွဲကထွက်ပြေးလွတ်မြောက်လာကြောင်းလည်းသိရပါတယ်။ငပြောတိုင်းရွာဟောင်းသားတွေပါငပြောတိုင်းရွာတစ်ကဗျူဟာလမ်းပေါ်မှာစကားစထိုင်ထားတာပါရွာဟောင်းကလည်းစကားစအထိုင်နဲ့နီးပါတယ်ရွာတစ်ကိုမပြောင်းမဲနဲ့ကြံခဲ့တဲ့ပြည်သူတွေပါတယောက်ပဲလွတ်ပြီးတော့ကျန်တဲ့6ယောက်ကမီရှို့တက်ခံလိုက်ရတာပါလို့ကျွန်းလတက်ကြွလှုပ်ရှားသူအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။သူတို့9ဦးကကံဘလူမြို့နယ်ငပြောတိုင်းရွာဟောင်းမှာနေထိုင်သူတွေဖြစ်ပြီးတော့မိသားစုစားဝတ်နေရေးအဆင်မပြေတာကြောင့်စင်ကူဘတ်မှာရှိတဲ့ရွှေမော်တစ်ခုမှာတွားရောက်အလုပ်လုပ်ကိုင်နေသူတွေဖြစ်တယ်လို့လည်းဆိုပါတယ်။လိုင်းပေါ်မှာကားသမားတွေကဗျူဟာလန်းအတိုင်းအေးအေးဆေးဆေးအစစ်ဆေးမရှိသွားလို့ရပြီးတော့ဘာမှကြောက်စရာမရှိဘူးဘာညာတင်ထားတော့ကျွန်တော်တို့လည်းအေးအေးဆေးဆေးပြန်ခဲ့ကြတာဗျရေကြီးဦးကျော်အထိအေးအေးဆေးဆေးပဲဘူးကုန်းလမ်းခွဲနားကဇရက်အရောက်မှာအဖမ်းခံရတာအကုန်စင်းခိုင်းပြီးတော့ရိုက်နှက်တာအလုံးလုံးပြန်လာတယ်လို့ပြောလို့လည်းမရဘူးပြီးတော့ကျွန်တော်တို့ကိုဘူးကုန်းဖုန်ကြီးကျောင်းထဲကိုခေါ်သွားတယ်ကျောင်းထဲရောက်တော့အင်ကြီးတွေချုပ်ခိုင်းပြီးတော့ဝါအဆူနဲ့ထက်ရိုက်တယ်၄ရက်လုံးထမင်းမကျွေးဘဲနဲ့လက်ပြန်ကျိုးတုပ်ပြီးတော့နှိပ်စက်နေခဲ့တာစက်တင်ဘာလ12ရက်နေ့ညနေအချိန်ကျတော့အတိအကျတော့မသိဘူးကျွန်တော်တို့9ယောက်လုံးကိုလက်ပြန်ကျိုးတုပ်လျက်နဲ့ပဲတာယာပေါ်တက်ခိုင်းနေပြီးတော့ခေါင်းတွေကိုဒုတ်တွေနဲ့ရိုက်တယ်မိမျောလို့မပြေးနိုင်တော့ဘူးဆိုမှမီရှို့ပစ်ခဲ့တာအဲ့ထဲမှာကျွန်တော်ကကန်ကောင်းပြီးတော့တတိယလို့ထွက်ပြေးလွတ်မြောက်ခဲ့တာမိုးတန်ခါနဲ့ချမ်းဖြိုးဝေကကျွန်တော်တငယ်ချင်းတွေကျွန်တော်နဲ့အသက်မကွာဘူးတနစ်ကြီးတနစ်ငယ်တွေပဲကျွန်တော်က15နှစ်ပါအသက်မပြည့်သေးပေမဲ့မိသားစုမပြေလဲတာကြောင့်အလုတ်ထွက်လို့ရတာပါအခုလိုဖြစ်ဆိုမျိုးတွေမကြည့်ဘူးတော့သွေးပြတ်မတက်တအားလဲလှန့်ပြီးတော့ကြောက်တယ်လို့ထွက်ပြေးလွတ်မြောက်လာသူအသက်15နှစ်အရွယ်ကိုမမောင်အမည်လွဲကကျွန်းလာတက်ကြွလှုပ်ရှားသူအဖွဲ့ကိုပြောပါတယ်ကံဘလူမျိုးနယ်မှာအကြမ်းဖက်စစ်သားပြူစောထီတွေကလဲပတ်စစ်ကြောင်းထုတ်နေတာတနစ်နီပါကြာမြင့်ပြီဖြစ်ပြီးတော့ကြေးရွာတွေကိုမီးရှို့ဖျက်ဆီးခြင်းအပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းများကိုဇက်တိုက်လှုပ်ဆောင်နေတယ်လို့လည်းဆိုပါတယ်အကြမ်းဖက်စစ်သားတွေပြူစောထီတွေကရွှေဘိုမြစ်ကြီးနားဗျူဟာလမ်းပိုင်းမှာပြန်လည်ဆိုးမှုရရှိရန်စ조사လျက်ရှိပြီးတော့ယခုအခါမှာရေကြီးဦးဘူးကုန်းလမ်းခွဲစီကုန်းမလဲလမ်းဆောင်တို့မှာထပ်တိုးနေရာယူကပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခြင်းတွေကိုမကြာခဏလှုပ်ဆောင်လျက်ရှိတာကြောင့်မိဘပြည်သူတွေအနေနဲ့အထူးသတိထားသွားလာကြပါရန်ကျွန်းလာတက်ကြွလှုပ်ရှားသူအဖွဲ့ကတတိပေးထားပါတယ်ရှင်
နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ AR တိုင်းပသိမ်ခရိုင်ပသိမ်မြို့မှာပြီးခဲ့တဲ့ရက်ပိုင်းကလူမိုက်အုပ်စုတစုကစစ်မှုထမ်းအတွက်လူငယ်တအုပ်ကိုဖမ်းပြီးတော့ရောင်းစားခဲ့ရာရလာတဲ့ငွေကိုခွဲယူကြရင်းနဲ့ဝေစုမတဲရာကနေစက်တင်ဘာလ23ရက်နေ့မှာအချင်းချင်းဓာတ်ထုံးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။အမတ်တရက်ကွက်ငဝန်းကျွန်းသာရှစ်လန်မူဂျိုကျောင်းရှိမှာဓာတ်ထုံးမှုဖြစ်ခဲ့တာလို့သိရပြီးတော့ပြီးခဲ့တဲ့ရက်ပိုင်းကပသိမ်မြို့ကန်နာလန်တင်မောစိတ်ကတက်လာတဲ့လူငယ်တအုပ်ကိုစစ်မှုထမ်းတဲ့လူစားထိုးဖို့လူမိုက်အုပ်စုကဖမ်းခေါ်သွားပြီးတော့ရောင်းစားရာကနေရလာတဲ့ငွေတွေကိုခွဲယူကြတဲ့အချိန်မှာဝေစုမတက်ပဲနဲ့စကားများပြီးတော့အခုလိုလူတက်မှုဖြစ်ခဲ့တာလို့ဆိုပါတယ်လူငယ်တယောက်ကကယ်ရီ9000ကိုအခုလူတက်မှုဖြစ်တဲ့အဖွဲ့ကစစ်မှုထမ်းလူစားထိုးဖို့ဖမ်းခေါ်သွားပြီးတော့ရလာတဲ့ပတ်စံတွေကိုခွဲယူကြတာအသက်ခံရသူနဲ့တက်တဲ့သူတွေကတဖွဲ့တယ်လူမိုက်တွေအရင်ကလည်းအခုလိုပဲလှုပ်ရှားနေကြအခုတစ်ခါကပတ်စံပိုရလို့ဝေစုခွဲရင်းနဲ့အချင်းချင်းထတက်ကြတာလို့ဒေသခံတအုပ်ကပြောပါတယ်တေဆုံးသူမှာအရက်ခေါ်ကတုံးဆိုသူဖြစ်ပြီးတော့သူအပါဝင်လူမိုက်9ဦးကအခုလိုလှုပ်ရှားနေတာကြာပြီလို့သိရပြီးတော့ကတုံးဆိုသူဟာပသိမ်မြို့အမှတ်1ကမ်းနားလမ်းမှာနေပြီးတော့ဆိုင်ကယ်ကယ်ရီဆွဲနေသူဖြစ်တယ်လို့လည်းသိရပါတယ်သူရဲ့လူ၄ယောက်ကသူ့ကိုပြန်တတ်တာပါသူကထောင်ခဏကြတယ်လိမ်လည်မှုတွေနဲ့ရောကြတာလူရမှုခိုးမှုတွေရောအစုံပဲလို့နောက်ထပ်ဒေသခံတအုပ်ကပြောပါတယ်အာနာသိန်းစစ်တပ်ကလက်တလုံးမှာကတုံးကိုတပ်ဖြတ်သူ၄ယောက်ကိုဖမ်းဆီးထားတယ်လို့ကနဦးသိရပြီးတော့ဖမ်းဆီးခံရသူတွေဟာစစ်မှုထမ်းတဲ့လိုက်မယ်လို့ပြောဆိုတာကြောင့်စစ်မှုထမ်းတဲ့ထဲဖို့စစ်တပ်ကပြင်နေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ရှင်ဆက်လက်ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းရှိတောင်ပိုင်းပတရားကမ်းခြေမှာပြုလုပ်သွားတဲ့ထိုင်း LGBT အလားမယ်ပြိုင်ပွဲမှာမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုခဲ့တဲ့ထိုင်း LGBT အလားမယ်ကုတ်ချရာဝိတ်က Fourth Runner Up ဆုကိုရရှိသွားခဲ့ပါတယ်။ USU 2015 ပွဲစဉ်ကအမျိုးသမီးစွမ်းအားနဲ့ပတ်သက်ပြီးတော့ပြောဆိုရမှာသူကအာဏာသိမ်းစစ်တပ်ရဲ့မတရားအကျဉ်းချခံနေရတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုတင်ကေတပြရုပ်ပြုခဲ့ပါတယ်။ပြိုင်ပွဲမှာသူဟာမြန်မာဆက်ဆံအင်ဂျီလက်ရှည်ရင်စစ်ထမိန်အဖြူရောင်ကိုဝစ်ဆင်ပြီးတော့ပဝါချုံကဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ပန်းပန်ပြီးတော့ဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်။အာထုံးမှုကင်းမဲ့တဲ့မျော်လင့်ချက်ဟာမျော်လင့်ချက်ကြီးတာဖြစ်ပြီးတော့ဘာမှဖြစ်မလာဘူးလို့သူ့နိုင်ငံကပြည်သူတွေအတွက်တိုက်ပွဲဝင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်။ဒီကစားကလုံးကိုလူတိုင်းလက်ခံတယ်ဒေါ်အောင်ဆန်းစုကြည်ဟာဒီမိုကရေစီအတွက်တိုက်ပွဲဝင်ခြင်းတင်ကေတပြရုပ်ဖြစ်တယ်သူဟာကြန့်ခိုင်တယ်ဒါပေမဲ့မကြမ်းတမ်းဘူးသူ့မှာကိုပိုင်ဟန်အိုင်ကွန်ရှိတယ်အနောက်တိုင်းဖက်ရှင်နွယ်တဲ့အမျိုးသားဝတ်စုံစင်ရင်ထုံးဖွဲ့မှုရှိတယ်ပန်းပန်တယ်သူ့ရဲ့ခံယူချက်တွေကျမရင်ထဲမှာကိန်းအောင်တယ်တပားသူတွေလက်ခံနိုင်မဲ့တခုခုကိုလုပ်မယ်ဆိုရင်မိမိအရင်လက်ခံရမယ်အချိန်ပေးရမယ်စူးစမ်းရမယ်ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးပါလို့၃ချိန်တိုင်းဟစ်ကြွေးတောင်းဆိုခဲ့ပါတယ်။ကုန်းချရာဝိတ်ရဲ့အမည်ရင်းမှာချရာဝိတ်ဆောင်ဟန်ဖြစ်ပြီးတော့ကုန်းဟင်းကတော့ငယ်အမည်ဖြစ်ပါတယ်။သူက2019ခုနှစ်ကလည်း Miss LGBT Thailand 2019ကိုဆုရရှိခဲ့ပါတယ်ရှင်။တနင်္သာရီတိုင်းထဲကသတင်းနဲ့ဆက်ချင်ပါတယ်တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်အတွင်းမှာအကြမ်းဖက်ဆက်လက်ကိုတိုက်ခိုက်ရမှာစစ်သား6ဦးထပ်မံတေဆုံးကြောင်းကော့တောင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်စက်တင်ဘာလ9ရက်နေ့မိုးလယ်12နာရီခန့်အချိန်မှာခမောက်ကြီးမြို့နယ်ခမောက်ငယ်ယူဇနာစီအုံပြိုခင်းကိုရောက်ရှိနေတဲ့စစ်သားအင်အား100ခန့်မှထုံနှုတ်အင်အား30ကျော်ခန့်ကခမောက်ငယ်ကြေးရွာဘက်ကိုရေလန်းကနေဆက်လေငယ်2စီးနဲ့စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာဆက်လေတစီနှစ်မြုပ်ပြီးတော့စစ်သားအများပြားတေဆုံးခဲ့တာလို့ဆိုပါတယ်။အဲ့လိုတိုက်ခိုက်ခံရမှုကြောင့်ခမောက်ငယ်ရွာယူဇနာစီအုံပြိုခင်းမှာကြံခဲ့တဲ့နောက်ချန်စစ်သားတွေက120မမ81မမလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ကူပေးတိုက်ခိုက်ခဲ့ပေမဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ10ရက်နေ့နနက်8:20မိနစ်အချိန်မှာတစ်ကြိမ်နနက်9:30မိနစ်ကတစ်ကြိမ်ကော့တောင်မြို့မှာစစ်ကူပေးရန်ဆက်လက်2စီးနဲ့ထွက်လာတဲ့အင်အား50ခန့်ရှိတဲ့စစ်ကြောင်းကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကော့တောင်မြို့နယ်မလိဝမ်ကျေးရွာဆယ်အိမ်စုအနီးမှာတိုက်ခိုက်ခဲ့ရမှာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ3နိုင်ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲတွင်မှာကျန်းဖတ်စစ်သားအများပြားတေဆုံးဒဏ်ရာရရှိပြီးတော့လက်နက်ကြီးပစ်ကူအဆက်မပြတ်ပြုလုပ်ခဲ့ကြောင်းတေဆုံးဒဏ်ရာရစစ်သားတွေကိုတဲဆောင်ကကော့တောင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဗ
လောက်တည်တယ်ဆိုတာကတော့အတိအကျမသိဘူးဖြစ်နေတယ်တော်တော်များများတော့တည်တယ်တန်ရလဲတော်တော်များများရတယ်အဲ့ဒီထဲမှာအရာရှိတွေလည်းပါတယ်နယ်မြေရှင်းလင်းတဲ့အချိန်မှာအလောင်းကလည်း5-6လောင်းတွေ့ရတယ်ယူနီဖောင်းတွေလည်းတွေ့ရတယ်ရေထဲမှာကော့တောင်ခမောက်ကြီးဘက်ကစားခါထဲမှာနာရေးတွေတော့အဆက်မပြတ်ပြုတ်လုံနေတယ်လို့သိရတယ်ဖုန်ကြီးတွေလည်းမနာရဘူးဆိုပြီးတော့သတင်းရတယ်ဒဏ်ရာရတဲ့သူတွေကိုလည်းထိုင်းဘတ်ချန်ရနောင်းဆေးရုံကိုတင်ထားတာရှိတယ်ကော့တောင်ဆေးရုံမှာလည်းဒဏ်ရာရစားခတွေကုတာရှိတယ်ဆေးရုံရောက်ခါမှာတည်တာတွေလည်းရှိတယ်လို့ကော့တောင်ခရိုင်ပါကဖာမှာတာဝန်ရှိသူကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုကော့တောင်ခရိုင်အတွင်းမှာတော်လိုင်းအားစုတွေကအဖွဲ့အစည်းများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကော့တောင်ခရိုင်မှာစစ်ရေးမြင့်လာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့လည်းစစ်ရေးတတိအမြဲရှိပြီးတော့စစ်ကော်မရှင်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲကိုမပူးပေါင်းမပါဝင်ဘဲနဲ့ဝိုင်းဝန်းတိုက်ဖြတ်ကြပါရန်တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းဝက်လက်မြို့နယ်အရှိချံကစင်ကိုင်ကျေးရွာကိုစစ်ကြောင်းထိုးနေတဲ့စစ်အုပ်စုဟာမတရားမြို့နယ်အနောက်ချမ်းကိုပါစစ်ကြောင်းထိုးခဲ့ပြီးတော့အ ਨੇ ဆုံးပြည်သူ10ဦးထပ်မံနဲ့တပ်ဖြတ်ခံရကဖမ်းဆီးခံရတဲ့အထက်မှာပျောက်ဆုံးနေတဲ့ပြည်သူတွေလည်းရှိတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ဇူလိုင်လကတည်းကစစ်ကြောင်းထိုးကပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာစင်ကိုင်ရွာကိုအချိန်တော်ကြာတက်ဆွဲခဲ့ပြီးတော့စက်တင်ဘာ1ရက်ကစတင်ကအနီးနားကြီးရွာတွေကိုလှည့်ပတ်ပြီးတော့စစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာမတရားမြို့နယ်အနောက်ချမ်းတဲကျွန်းရွာက4ဦးရတန်ရွာက3ဦးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတအူးကဆိုပါတယ်။ဒါအပြင်ဝက်လက်မြို့နယ်နဲ့မတရားမြို့နယ်အဆက်ကျေးရွာတွေဖြစ်တဲ့စင်ကိုင်နဲ့မိုးကြိုးရွာကဖမ်းဆီးခံရတဲ့ပြည်သူ38ဦးထဲက32ဦးကလွတ်လာပေမဲ့မိုးကြိုးရွာက3ဦးနဲ့စင်ကိုင်ရွာက2ဦးပျောက်ဆုံးနေတယ်လို့ဒေသခံတွေကပြောပါတယ်။မိုးကြိုးရွာကပျောက်ဆုံးနေသူ3ဦးထဲက2ဦးတပ်ဖြတ်ခံရတယ်လို့သိရပါတယ်။မိုးကြိုးရွာကပျောက်ဆုံး3ဦးထဲက2ဦးကတော့တေချတယ်။2ဦးအတွက်ဆိုပြီးစစ်တပ်ကတကြိုစရိတ်4သိန်းပေးတယ်လို့သိရတယ်လို့အဲ့ဒီဒေသခံကဆက်ပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာမတရားမြို့နယ်အနောက်ချမ်းကမိုးကြိုးရွာကိုမိရှို့ဖျက်ဆီးသွားတာမို့နေအိမ်73လုံးပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။စင်ကိုင်ရွာကိုတက်ဆွဲခဲ့တဲ့စစ်ကြောင်းအများကြီးခွဲကကြေးရွာတွေကိုဝင်ရောက်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီကြေးရွာတွေဟာဝက်လက်စကိုင်းနဲ့မတရားမြို့နယ်အဆက်ကကြေးရွာတွေဖြစ်ပါတယ်။ Wetland Informational Network ကထုတ်ပြန်ထားတဲ့အချက်လက်တွေအရဇွန်လ17ရက်နေ့ကစတင်ကလက်ရှိအချိန်ထိအဲ့ဒီစစ်ကြောင်းဟာပြည်သူ28ဦးကိုတပ်ဖြတ်ပြီးတော့ကြေးရွာပေါင်း9ရွာထပ်မံကိုမိရှို့ဖျက်ဆီးထားတယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေဟာဝက်လက်မြို့နယ်နဲ့စကိုင်းမြို့နယ်မြောက်ချမ်းမှာလက်ရှိအချိန်ထိရှိနေဆဲဖြစ်ပြီးတော့စစ်ကြောင်းတစ်ကြောင်းဟာစကိုင်းရွှေဘိုလမ်းပေါ်မှာစားတောင်ကျေးရွာကစစ်ကြောင်းနဲ့ပေါင်းသွားတယ်လို့သိရပါတယ်ရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မိုးကုတ်မြို့အရှိပိုင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာမှာဒေသခံအမျိုးသမီး2ဦးဒဏ်ရာရပြီးတော့နေအိမ်9လုံးပျက်စီးခဲ့တယ်လို့တန်တမတော် TNN ကဒီကနေ့စက်တင်ဘာလ16ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ယနေ့နနက်9နာရီကျော်အချိန်မှာစစ်ကောင်စီကမိုးကုတ်မြို့အုံကန်ရက်ကွက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရဲချက်ရှိနဲ့ပြည်သူလူထုကိုဥတီပြီးတော့လေကြောင်းကနေပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်ခံရတာကြောင့်အမျိုးသမီး2ဦးထိမှန်ဒဏ်ရာရပြီးတော့နေအိမ်9လုံးနဲ့ကားတစ်စီးဘုံစားမှန်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်ကလည်းကြောက်မဲမြို့နယ်နှောက်ဟူတောင်ကျေးရွာလွယ်ခေါ်ကြေးရွာတွေမှာလည်းစစ်ကောင်စီကလေကြောင်းကနေပေါင်150ဘုံ3လုံးနဲ့အသေးခံဒရုန်းအသုံးပြုပြီးတော့ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူတွေရဲ့လေယာစဘာခင်ထိခိုက်ပျက်စီးသွားတယ်လို့ TNN ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီဟာစက်တင်ဘာလ2ပတ်အတွင်းမှာကြောက်မဲမြို့ကို3ကြိမ်တီဘောမြို့နယ်ကို1ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကြားရောက်ပောက်ကွဲမှုကြောင့်အမျိုးသား2ဦးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်12လုံးနဲ့စာတင်ကျောင်း1ကျောင်းဘုံစားထိမှန်ပျက်စီးသွားခဲ့ပါသေးတယ်။ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ဖို့စစ်ရေးတတိအမြဲရှိဖို့လိုအပ်ပြီးတော့လေကြောင်းရန်ကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလည်းလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့အသိပေးထားပါရရှင်။ဒီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူအလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလက်အောက်ကနေအမြဲဆုံးလွတ်မြောက်ကြပါစေရှင်။
လူရဲ